ကျမစာတင်ကျင်လွန်းလို့ငွေကိုတောင်းပန်ခဲ့တုန်းကရှင်တို့ကဘာမှအသုံးမကျဘူးဆိုပြီးအတင်းအဓမ္မအလုပ်ခိုင်းခဲ့ကြတယ်။ဒေါ်ကျွမ်းကတော့ကျင်နာသနာပြီးကျမကိုကူညီကယ်တင်ပေးခဲ့တယ်။ရှင်တို့ကတော့မဆိုင်တာတဲ့ဝင်ပါပြီးကျေးဇူးမတိတတ်တဲ့သူကိုကျွေးမွေးဆောင်ရှောက်တယ်ဆိုပြီးသူ့ကိုလှောင်ပြောင်ခဲ့ကြတယ်။အခုကျမအောင်မြင်လာတော့မှလာပြီးဆွေးမျိုးရင်းချအဖြစ်အခွင့်အရေးတောင်းပစံတွေတောင်းနေကြတယ်။ဘာလို့သူတို့ကောင်းရောင်ဆောင်နေကြတာလဲ။အတွင်းစိတ်ထဲမှာတော့ရှင်တို့ကရုံညံ့တဲ့ဘဝနဲ့ကျေးဇူးမတိတတ်တဲ့သူတွေပဲ။အဲ့ဒီတုန်းကမခိုးခဲ့တဲ့တခိုးဟာဝစ်စုံပြေးဝစ်ထားရင်တောင်သူ့ဗီဇကတော့မပြောင်းလဲဘူး။အဲ့ဒီနှစ်ကသူငှက်ပြက်နေခဲ့တာမခိုးခဲ့ပါဘူး။ရှင်တို့မှသူ့ကိုအပြစ်တင်ပိုင်ခွင့်မရှိဘူး။လူကောင်းအောင်ဆောင်မနေပါနဲ့တော့ဒီလောက်နှစ်တွေအကြာကြီးကျွေးမွေးဆောင်ရှောက်လာတာရှင်အိုမင်းလာတဲ့အခါပြန်လုပ်ကြွေးခိုင်းဖို့မဟုတ်ဘူးလားကျမကိုစော်ကားလို့ရတယ်ဒါပေမဲ့ကျမရဲ့ကျေးဇူးရှင်ကိုပုတ်ခတ်စော်ကားတာတော့ဘယ်တော့မှခွင့်မပြုနိုင်ဘူးမစ္စတာလင်ဟာကလေးတငယ်တွေကိုအချိန်ကြာကြီးနှိပ်စက်ညှဉ်းပန်းတာအစားအစာတွေလူယူတာနဲ့နှုတ်ရည်ရစော်ကားဆောင်ကားပြောဆိုခဲ့တဲ့တပ်တွေကြောက်တင်မုံပေါ်ကမှတ်တမ်းတွေကိုအကုန်စုစည်းထားပြီးပါပြီတကယ်လို့ရှင်တို့နောက်ထပ်လာရောက်ရန်ဆိုတာမတမာတဲ့နည်းနဲ့ငွေညစ်တာနဲ့ပုတ်ခတ်စော်ကားတာတွေဆက်လုပ်နေမယ်ဆိုရင်ချက်ချင်းပဲရဲခေါ်ပြီးအေးအေးယူခိုင်းမှာဖြစ်တယ်လို့ဥပဒေအရလည်းထိထိရောက်ရောက်အပြစ်ပေးအေးအေးယူသွားမှာပါညီမလေးငါကနင်းရဲ့သွေးရင်းမောင်ရင်အစ်စ်အမှန်ပါဟာမင်းဒီလောက်တောင်ရက်ဆက်ရမှာလားတကယ်မိသားစုဝင်ဆိုတာပတ်စံပဲလာတောင်းနေတဲ့သူတွေကိုပြောတာမဟုတ်ဘူးမင်းအပူတပြင်းဒုက္ခရောက်နေတဲ့အချိန်မှာအစားအသောက်ကျွေးမွေးဆောင်ရှောက်တဲ့သူမင်းလမ်းပြောင်းနေတဲ့အချိန်မှာမင်းရဲ့အနာဂတ်ကိုပံ့ပိုးပေးတဲ့သူတွေကိုပဲခေါ်တာမွေးရပါအကြောင်းပြချက်နဲ့မောင်ဖြစ်သူရဲ့ဘဝအတွက်လိုက်ရော်ပေးဆက်နေရမယ်အမဆိုတာမရှိဘူးမင်းရဲ့ဘဝအတွက်မင်းကိုယ်တိုင်ပဲတာဝန်ယူရမှာမင်းမမင်းရုံးကန်ပါအဖေစိတ်မကောင်းပါဘူးမင်းတဘဝလုံးပေးဆက်ရင်တော့ဘယ်တော့မှပြန်ပြီးအစားမထိုးနိုင်တော့ဘူးသမီးအဖေကိုမမုန်းပါဘူးဒါပေမဲ့အဲ့ဒီလိုအေးဆက်ဆက်အင်ကြီးစီကိုလည်းဘယ်တော့မှပြန်မလာတော့ဘူးကျေးဇူးပြုပြီးထွက်သွားပေးကြပါရှင်အန်တီအရင်တုန်းကအန်တီဟာသမီးအတွက်လေတံမိုးတံကနေကာကွယ်ပေးတဲ့အိမ်တလုံးဖြစ်ခဲ့တယ်။အခုတော့သမီးကအန်တီကိုအေဂျင့်ပြီးပြည့်စုံတဲ့လူဘဝကိုပေးရစေ။အိမ်ကြီးကလှလွန်းနေပါတယ်ကွယ်အန်တီကတဘဝလုံးဆင်းရဲဒုက္ခခံလာရတော့ဒီလောက်ကောင်းတဲ့နေရာမျိုးနဲ့မရင်ပါဘူး။အန်တီဘာဖြစ်လို့လဲဟင်သွားတွေပြန်ကြိုက်နေတာလား။ငငယ်တုန်းကပေါ့ကွယ်။မနက်မိုးမလင်းခင်ကလေးကပေါက်စီတွေကိုပေါင်းခဲ့ရတာအေးတဲ့နေရာကနေပူတဲ့နေရာမနာတန်းသွားလိုက်လာလိုက်နဲ့နှစ်တွေအကြာကြီးညဘက်အေးအေးပြက်ခံခဲ့ရတော့ခန္ဓာကိုယ်ကယိုယွင်းလာခဲ့ပြီ။အခုအသက်ကြီးလာတော့သွားတွေကအရန်ကိုကျိန်းဆက်ပြီးကြိုက်ခဲနေတာခဏခဏအစားတောင်ကောင်းကောင်းမစားနိုင်တော့ဘူး။အရင်တုန်းကအန်တီပြောဘူးတယ်နော်ကလေးတွေငှက်ပြက်နေတာကိုမကြည့်ရဘူးဆိုတာအခုသမီးလည်းပြောပေးရစေလူကြီးတွေခန္ဓာကိုယ်နာကျင်နေတာအစားစားရခက်ခဲနေတာတွေကိုအောက်ခံမနေသင့်တော့ပါဘူးအန်တီဟာတဘဝလုံးပင်ပန်းဆင်းရဲစွာလောက်ကင်လာခဲ့ရတာမို့အိုမင်းလာတဲ့အချိန်မှာတော့ကောင်းကောင်းစားပြီးအေးအေးချမ်းချမ်းအိပ်ဆက်ရပါမယ်တကယ်တော့ကျမကောက်ပဲတီးနှံချမ်းတွေပြုပြင်ထုတ်လုပ်တဲ့စက်ရုံတရုံကိုလဲပတ်နေတာပါကျမရဲ့အကြီးမားဆုံးဆန္ဒကတော့တဘဝလုံးပင်ပန်းကြီးစွာလောက်ကင်လာခဲ့ကြတဲ့ဦးလေးတို့ဒေါ်လေးတို့အတွက်ပါပဲဦးလေးတို့ဒေါ်လေးတို့အများစုဟာငယ်စဉ်ကတည်းကမိသားစုကိုလှုပ်ကြွေးဖို့အတွက်ရုန်းကန်ခဲ့ကြရတယ်မနက်မိုးမလင်းခင်ကတည်းကအလုပ်လုပ်ကြရပြီးအပူအေးဒဏ်တွေကိုကြက်ကြက်ခံရင်တဘဝလုံးချိုးချံချွေတာပြီးစူးစမ်းခဲ့ကြရတာပါ။ပုံမင်းနဲ့အရွယ်ကိုရောက်လာတဲ့အခါသွားတွေကအားနေလာပြီးဝါဖို့ခွန်အားမရှိကြတော့ဘူး။မားတဲ့အစားအစာတွေကိုမစားနိုင်ကြသလိုအေးတဲ့အစားအစာတွေကိုလည်းခဏခဏမစားနိုင်ကြတော့ဘူး။သုံးနှစ်စလုံးကိုဖြစ်တယ်လို့ပဲပြီးစားလွယ်စားတောက်နေကြရတယ်။တကယ်တော့ပူပူနွေးနွေးအစားအစာတစ်နက်ကိုစားချင်ကြတာရှင်းနေပေမဲ့သွားတွေကြောင့်ကန့်သက်ချက်ဖြစ်နေရရှာတယ်။ဒါကြောင့်မို့လို့ကျမဟာဒီမြောက်ဦးကူစုဦးနဲ့ပြောင်းဖူးကောက်နှံစုံထမင်းဆန်ပြုတ်ကိုအထူးတလဲပြုပြင်ထုတ်လုပ်ပေးလိုက်တာပါ။အားလုံးကတဘာဝကောက်ပဲသီးနှံကျန်းတွေဖြစ်ပြီးတန်ရှင်းတဲ့ပါဝင်ပစ္စည်းတွေနဲ့ကြိတ်ခွဲထားတာမို့မလိုလားအပ်တဲ့ဖြည့်ဆွတ်စာတွေလုံးဝမပါဝင်ပါဘူး။နူးညံ့ညံ့ညောတဲ့အထီးတွေးရှိပြီးငွေ့ပြန့်ပြစ်နှစ်ကချောမွေပါတယ်။ပင်ပန်းပန်းဝါနေဖို့မလိုပါဘူး။မနက်ခင်းမှာရေအေးရေနွေးနွေးသို့မဟုတ်ရေပူနဲ့ပဲဖြစ်ဖြစ်ဖြော်ဆက်နိုင်ပါတယ်။တကယ်လို့မိဖို့ကြောင့်လည်းမိမွေးဖို့ပြင်းနေရင်ပဲဖြစ်ဖြစ်သွားတွေမအီမတာဖြစ်နေရင်ပဲဖြစ်ဖြစ်ထမင်းမာမာတွေကိုမစားနိုင်ရင်ပဲဖြစ်ဖြစ်ဗိုက်စားတဲ့အချိန်မှာအပိုဆောင်စားစာအဖြစ်တစ်ခွက်ဖြော်တောက်လိုက်ရုံပါပဲ။ရင်ကိုနှွေးထွက်သွားစေပြီးဝမ်းကိုလည်းဝင်းဤစေပါတယ်။တက်ကြီးရွယ်အိုတွေကလေးတွေနဲ့မိသားစုဝင်အသက်ရွယ်မရွေးအားလုံးစားသုံးနိုင်ပါတယ်။အရသာကတော့တကယ်ကိုကောင်းမွန်ပြီးနူးညံ့စေးပိုင်နေတာပဲ။တောက်လိုက်ရင်တကိုယ်လုံးနှွေးဤသွားပြီးအရန်ကိုစိမ့်ရှိလှပါတယ်။ဈေးကြီးလားကွယ်။ဘယ်မှာဝယ်လို့ရမလဲ။လူကြီးတွေအစားစားရတဲ့အခါခံစားရတဲ့စိတ်ပြတ်မှုကိုကျမကောင်းကောင်းသိပါတယ်။ဒါကြောင့်မို့လို့ကိုယ်တိုင်ထုတ်လုပ်ပြီးကိုယ်တိုင်ရောင်းချဖို့ကိုပဲဇွန်းတန်ခဲ့တာပါ။ကြားခံပွဲစားအားလုံးကိုဖယ်ရှားပစ်လိုက်ပါတယ်။ကျမလိုချင်တာကတော့တန်ရှင်းပြီးဈေးနှုန်းချိုသားတဲ့အိမ်လုံးကောင်းနှံအခြေခံအစားအစာတွေကိုတာမန်အိမ်အောင်စုတိုင်းစီအရောက်ပို့ပေးဖို့ပါပဲ။ဒီနေ့မှာတော့အထူးခံစားခွင့်အနေနဲ့39.90တဲ့နဲ့ဘူးကြီး3ဘူးအပြည့်ပေးမှာပါ။တပူးချင်းစီမှာ600ဂရမ်အထိပါဝင်တဲ့စက်ဝင်ဆန်အားအကြီးကြီးမို့ပမာဏလုံလောက်ပြီးအကြာကြီးအသုံးခံပါတယ်။အခုပဲအော်ဒါတင်လိုက်ပါတင့်တော်မဲ့ခွက်နဲ့ဇွန်းကိုပါလက်ဆောင်ထည့်ပေးသွားမှာပါ။ပစ္စည်းလက်ခံရရှိတဲ့အခါဖွင့်ပြီးချက်ချင်းဖြော်တောက်နိုင်ပါပြီ။တင့်အိမ်ရောက်လမ်းခီးတစ်လျှောက်လုံးအခမဲ့ပို့ဆောင်ပေးမှာမို့အဆင်ပြေပြီးတွက်ချေကိုက်စေမှာပါ။တကယ်လို့အိမ်မှာသွားမကောင်းတဲ့လူကြီးတွေရှိရင်သို့မဟုတ်မနှက်စာစားရတာမကြိုက်တဲ့ကလေးတွေရှိရင်ဒါမှမဟုတ်မိမိကိုယ်တိုင်ကအလုပ်ရှုပ်နေလို့သုံးနှစ်စလုံးအတွက်အချိန်မရှိဘူးဆိုရင်ဒီဘူးအချို့ကိုဝယ်ယူစုဆောင်းထားနိုင်ပါတယ်။တကယ်လို့ဒီပစ္စည်းကိုပဲလိုချင်နေဆိုရင်တော့ကျမရဲ့ profile ပုံကိုနှိပ်ပါ။လိုင်းတွင်ရောင်းချမှုတွေကိုဖြစ်ဖြစ်သို့မဟုတ်ပစ္စည်းပြခန်းတွေကိုဝင်ရောက်ပြီးတိုက်ရိုက်ဝယ်ယူနိုင်ပါတယ်။အဲဒီတုန်းကအန်တီကသမီးကိုမုံနှလုံးပဲဖြစ်တယ်လို့ပေးခဲ့တာပါ။သမီးကဒီလောက်အထိအလိုက်တိတက်ပြီးတိတက်လိမ္မာတဲ့သမီးတစ်ယောက်အဖြစ်ပြန်လာလိမ့်မယ်လို့မမျှော်လင့်ခဲ့ပါဘူး။သမီးကံကောင်းတာမဟုတ်ပါဘူး။အန်တီရဲ့ကျင်နာသနာမှုကပဲသမီးကိုကယ်တင်ပေးခဲ့တာပါ။အဲဒီမုံနှလုံးကပဲသမီးကိုအတစ်တဖန်ပြန်လည်မွေးဖွားခွင့်အခွင့်အရေးပေးခဲ့တာပါ။ဂါယုတစ်ယောက်အန်တီနဲ့အတူရှိနေတဲ့၍တော့သမီးတကယ်ပဲအန်တီနဲ့အတူအိမ်တစ်လုံးရရှိခဲ့ပါပြီ။ဒီဘဝဟာတန်ဖိုးရှိသွားပါပြီ။ပရိသတ်တို့ရှင်ကျမဘဝရဲ့အကံကောင်းဆုံးအရာကတော့ဒုက္ခရောက်နေတဲ့အချိန်တွေတုန်းကအန်တီလူနဲ့ဆုံတွေ့ခဲ့ရတာပါပဲ။လူတိုင်းကသွေးသားဟာဆွေးမျိုးရင်းချလို့ပြောကြပေမဲ့ကျမကတော့အမြဲတမ်းတွေးမိတာကနှလုံးသားထဲကနေလှိုက်လိုက်လဲကူညီပေးတာခက်ခဲနေချိန်မှာဖေးမကူညီတာစွန့်ပြစ်မသွားပဲနောက်ချန်မထားခဲ့တာအဲ့ဒါမှတကယ်မိသားစုအစ်စ်အမှန်လို့ထင်ပါတယ်ကျမဘဝပြက်နေတုန်းကနှိမ့်ဆက်ခဲ့တဲ့သူတွေဟာဆွေးမျိုးရင်းချဆိုတဲ့စကားလုံးကိုပြောဖို့မထိုက်တန်ပါဘူး
ကျမရွှွန့်ညွန်နဲ့ရောက်နေတော့ကကုညီလက်ကမ်းပေးခဲ့တဲ့သူတွေကသာတဘောအလုံးကျေးဇူးတင်ပြီးပြန်လည်ပေးဆက်ဖို့ထိုက်တန်ပါတယ်။ကျေးဇူးတုံ့ပြန်မှုမှာအတိုင်းအတာရှိရမယ်ပြန်လည်ပေးဆက်ရမှာလဲမူလကျေးဇူးတည်တတ်တဲ့နှလုံးသားရှိရပါမယ်။လူတိုင်းကကျမကျေးဇူးဆက်နေတယ်လို့ထင်ကြပါတယ်။အန်ဒီလီယူကသူ့ရဲ့သွေးရင်းမိသားစုရဲ့အကျိုးအကြောင်းမရှိတဲ့တောင်းဆိုမှုတွေကိုညှင်းပယ်ခဲ့တာမှန်ပါတယ်။ကွန်မန့်ကဏ္ဍမှာမိမိတို့ရဲ့ရိုးသားတဲ့အမြင်တွေကိုလွတ်လပ်စွာရေးသားမျှဝေပေးဖို့ဖိတ်ခေါ်ပါတယ်။ဒါအပြင်ကဘာပေါ်ကကျင်နာသနာတတ်တဲ့တက်ကြီးရွယ်အိုအားလုံးလည်းအေဂျင့်ပြီးကျမ်းမာတဲ့အိုမင်းချင်းကိုပိုင်ဆိုင်နိုင်ပါစေကြောင်းချစ်ခင်ချင်းကိုခံရပြီးဒီနေ့သုံးနှစ်စလုံးပူပူနွေးနွေးအစားအစာများစားသုံးနိုင်ပါစေကြောင်းဆုတောင်းပေးလိုက်ပါတယ်။